မီးပြစ်သွားတဲ့အချိန်ဒီတော့မီးလာတဲ့အချိန်မှာကျွန်တော်တို့လူတွေကအာမေးရန်တစ်ခုခုអော်လိုက်ကြတာမျိုးရှိတယ်អော်ကျင်တာမျိုးရှိတယ်ကျွန်တော်တို့ဆိုရင်မီးပြက်သွားလို့ရှိရင်ဟာအဲ့လိုမျိုးអော်လိုက်တာမျိုးရှိတယ်မီးလာလို့ရှိရင်ဟေးအဲ့လိုမျိုးអော်လိုက်တာမျိုးရှိတယ်ဒါကကျွန်တော်អော်တာပေါ့ကျွန်တော်စိတ်ထဲမှာဇိုးနဲ့စက်ကနေဖြစ်လာတဲ့တာမျိုးပေါ့โอเคအဲ့လိုမျိုးတွေអော်စရာမလိုချင်ဘူးဆိုရင်မអော်ချင်ဘူးဆိုရင်တော့ဘိုးတိုက်ကရဲ့တဲကို7မှာပဲကျင်းပါတယ်10ရက်တိုင်တိုင်နော်တုံးတက်ကွက်နဲ့လမ်းမဲ့ promotion တုံးတက်ကွက်နဲ့လမ်းမဲ့ဆိုတာဘာတွေလဲဘိုးတိုက်ကရဲ့ Mercedes Power Station ကိုဝယ် battery တစ်ဒုံး2သိန်းရှော့မယ်10လုံးဝယ်မယ်ဆိုရင်320ပေါ့ဗျာပြီးတော့လို့ရှိရင်ကျွန်တော်တို့ကတကက် professional installation ကိုလည်း free လုပ်ပေးမှာနောက်တစ်ခုကတော့ဘာလဲဆိုလို့ရှိရင်နက်ပြေ6ထပ်တောင်ပို့ပေးမှာဆိုတော့ဗျာဘယ်နေရာဘယ် data မဆိုကျွန်တော်တို့ပို့ပေးမယ်ပို့က free တခုတော့ရှိတာပေါ့ဗျာရန်ကုန်မြို့နဲ့ပတ်ပတ်လည်ပါပဲဝိုးတိုင်ကား power station အကြောင်းလဲနည်းနည်းလေးပြောချင်တယ်ဗျဝိုးတိုင်ကား power station ကတကယ်နာမည်ကြီးတာကသူ့ထဲမှာပါတဲ့ solid state battery ဆိုတဲ့ battery ကြောက်နာမည်ကြီးတာသူ့ထဲမှာ battery ကဘာလဲဆို solid state battery ကဘာတွေထူးခြားသွားတာလဲဘာတွေကောင်းတာလဲမျောမဆုံးပေါင်တောတုံးပေါင်ဗျကျွန်တော်အကြိုက်ဆုံး solid state battery ရဲ့ကျွန်တော်အကြိုက်ဆုံးခုနလိုမျိုးပေါ့အချက်ကိုပြောပါဆိုရင်ကျွန်တော်3ချက်ပဲပြောမယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ချွေတာတဲ့သဘောမျိုးနဲ့ဘာလို့လဲဆိုတုံးတောက်ကွက်နဲ့လမ်းနဲ့ promotion မှာ3ချက်ပဲပြောမယ်နံပါတ်1တစ်ချက်က safety ကျွန်တော်တို့က power station တွေကို indoor မှာထားတုံးတာဖြစ်တဲ့အတွက် safety ကတိတ်ကိုအရေးကြီးတယ်လွယ်ကူကူမီးမလောင်နိုင်ဘူးဗျာ low temperature မှာပဲဖြစ် high temperature မှာပဲဖြစ်ကောင်းကောင်းအလုပ်လုပ်နိုင်တယ်နောက်တစ်ချက်ကတော့ဘာလဲဆိုလို့ရှိရင် battery ရဲ့ density မိုက်တယ်ကျွန်တော်နောက်ထပ်ကြိုက်တာတွေကတော့အများကြီးပဲဗျကျွန်တော်နောက်ဆုံးတစ်ချက်အနေနဲ့ပြောချင်တာကသူကအကယ်၍ကျွန်တော်တို့က external short တစ်ခုဝင်လာတာနဲ့ solid state battery ကအလိုလျောက်သူကဘလော့လုပ်ပေးတယ်ဒါကတော့ကျွန်တော်အကြိုက်ဆုံးအချက်ပါပဲတခြားတော့ solid state battery ရဲ့ကောင်းတဲ့အချက်တွေကိုသိချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ comment မှာမေးလို့ရပါတယ် promotion ကာလကတော့22ရက်6လ2025ကနေပြီးတော့1ရက်10လ2025တိပဲဗျဝယ်ယူရမယ့်လိပ်စာကတော့ Tego 7 Electronic Hardware မှာအမှတ်142A အောက်ကြီးမြင်နိုင်တဲ့အလုံးမျိုးနဲ့ရန်ကုန်မြို့ပါမှတ်တိုင်ကတော့ရမန်ကန်နာမှတ်တိုင်နဲ့စာတိုက်မှတ်တိုင်ကြပဲဖြစ်ပါတယ်ခင်ဗျ hotline ဖုန်းနံပါတ်ကတော့399883441084ပဲဖြစ်ပါတယ်အားလုံးကျေးဇူးများကြီး